ကျမရဲ့မွေးလာလူကိုတောင်ရှင် promotion discount နဲ့မှာဟာဒီခရီးဆောင်မှာတကယ် quality လုံးဝအမြင့်လိုက်လက်ရှိကာလာပေါက်စင်းမမလေးတယ်လဲဝင်ကုန်ပြီလက်ရှိကာလာပေါက်စင်းမှာလေလက်ရှိပြင်ပမြေပြင်ပေါက်စင်း4500မကလို့4000ခွဲမကလို့5000မကလို့6000ပြည့်ပြီဘယ်လောက်ပဲပြည့်ပြီဒါဂျင်းသားဒီလို quality ကိုပြရတော့ဂျင်းသားမှာဒီလိုအိမ်နံပါတ်နဲ့အရန်မိုက်တဲ့ quality အရန်မိုက်တော့ဟာဒီလိုအိမ်မျိုးကိုလေကျမလေ2000စွန်းစွန်းလေးနဲ့ပေးတကယ်ပေးမှာနော်တကယ်ပေးမှာ10လုံးသမားကာလာရောင်းလိုက်သမီးလေးမှာရုပ်ရည်ချက်ပေးဒီ design တော့ design 2မျိုးပေးမှာလာမယ်ဒီမဲ့ဒီ design 2မျိုးပေးမှာ2မျိုးလုံးထည့်ပေးမှာဒီမဲ့ဒီ2မျိုးလုံးထည့်ပေးမှာဒီမှာအရောင်ကိုပြမယ်ဒါကျမတို့ခောက်တာတော့တေးချာတေးသက်ခောက်တာဆိုဒီလိုမျိုးတစ်တစ်လေးလာမှာနော်ဒါပေမဲ့အိတ်ကဒီမှာဒီကင်မရာမဆန်ဘူးနောက်ကင်မရာမဆန်အရောင်ပြတယ်မှာဖယ်နေပါဗျာဟုတ်ခောက်တာဆိုရ၄ယောက်ဆိုတော့ခောက်တာဒီမဲ့ဒီဒါဆိုဒီလိုမျိုးနော်အဲ့လိုမျိုးလာမယ်ဒီမဲ့ဒီလုံးဝအပြားကြီးလဲဆိုလုံးဝအကြီးတွေနဲ့လာမယ်အပြည့်ဒီနေရာတွေကဆိုလုံးဝရှင်းလုံးဝကွာ quality အရန်ကောင်းတော့10လုံးသမားတစ်လုံးကိုလေ22,900လေးနဲ့ထပ်ပြောမယ်နော်ဒါကြောင့်မမတကယ်22,900ညီမလေးဒီ quality ဒီလိုပစ္စည်းမျိုးဒီလိုဈေးနဲ့မရအောင်တိတ်တိတာပေါ့တမင်ကိုပေးချင်လို့ပေးရဘာလို့လဲဒီလားဒီကျမ promotion နေကျမလုတ်ချင်တယ်လို့လုပ်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီလားဒီကျမရဲ့မွေးလာဟုတ်ပြီနော်10လုံးသမားပြချလိုက်ပြီဒီဇိုင်းတော့ဒီလိုပါအောင်ပါဒီမှာဒီကနန်းနေဟုတ်ဒါဆိုလို့ရှိရင်ဒါဒီဇိုင်းတစ်မျိုးခဏလေးဒါဒီဇိုင်းတစ်မျိုးဒီကနန်းကင်တာโอเคအဲ့ဒီဇိုင်းတစ်မျိုးပြီးရင်ဒီမှာဒီဒါဒီဇိုင်းတစ်မျိုးဟဲမိုက်တယ်ဒီမှာကျဒါလည်းမိုက်တော့မိုက်တယ်ကွာဒီလုံးဝ smart ကြရတော့ quality အရန်ကောင်းနေသီလားဂျင်းသားအတွင်းထဲမှာကျမတို့လေသာတစ်ထပ်ကတ်ထားပေးသေးတယ်အရန်မိုက်တော့နော်ကျမတို့ကအစာကိုဗျမ်းပတာတတ်ထားဗျမ်းပတာကြည့်လိုက်တော့နော်9လုံးတို့3လုံးတို့ကျမပြောမှာဒီဇိုင်းအခုပြရတဲ့ဟာရဲ့တမီးဟွာလေးပေးဒါပြကြမလို့မရောအဲ့ဒါပေးဒီဇိုင်းကိုလေ2မျိုးလုံးထည့်ပေးမှာ9လုံးသမားအစာကျမထည့်ပေးမှာ2မျိုးလုံးရောပေးမှာ3လုံးကနေစာပြောကျမ3လုံးတို့5လုံးတို့ကျမရောပေးမှာဒီမဲ့ဒီဇိုင်းရဲ့နောက်ဒီမဲ့စီလုံးဝရှစ်အထက်တော့ကျမတို့ဒါဆိုရွှေခုဆိုပိတ်တော့ထားပေးရနော်ပိတ်တွေဒီအထက်အစတွေတွတ်ပေးထားတာနော်အဲ့လိုမျိုးတွေကဲတော့ဒီမှာဘေးမှာလည်းပါသေးတယ်ကျမသေချာရှင်းပြရမယ်โอเคလာပြီဒီဇိုင်းဒီဒီဇိုင်းနဲ့အယောင်ကခုန3ယောင်ပါတယ်ဟုတ်ပြီနော်9လုံးသမားတစ်လုံးကိုလေခုန10လုံး1900နဲ့ပြည်နော်9လုံးသမားတစ်လုံးကို23,200နဲ့ယူ3လုံးသမားတစ်လုံးကို23,500နဲ့ယူဒီမှာလေတစ်လုံးယူသွားတစ်လုံးကိုမြန်မာငွေကျ4,500နဲ့ယူဟုတ်ပြီနော်ကောင်မတမီးကတောက်ခါတာနောက်ဒီမဲ့ကြည့်လာပြီကျမအဲ့တော့ quality ကိုကျမရှင်းပြမယ်အရင်ဆုံးဒီပုံမရှင်းပြခင်ကျမဒီပုံရှင်းပြမယ်တစ်ချက်ကြည့်ပေးကျမပြမယ်ဒီမဲ့ဟောဒီမှာပြမယ်နော်အစာတော့အမှန်တကယ်ကပိတ်ကိုအပြည့်တော့လို့ရှိရင်ဒီလိုတင်းတင်းရင်းလေးဖြစ်မှာကွာဒီမှာကြည့်ကျမနော်ဒီမှာကြည့်ကျမတို့တော့ထားအမှန်တကယ်ကဒီလိုဖောင်းမှာနော်အဲ့ဒါမြောင်ကြည့်လိုက်ကွာနော်တကယ်ထားအဓိကကကျမပြချင်တာပုံစံပြချင်တာဒီမှာဇက်ကစားဇက်ကောင်းနှာကောင်းအကြီးနဲ့လာမယ်ဒီလိုကျမတို့တစ်တာပုံစံဖွင့်တဲ့ပုံစံမျိုးနဲ့လာမယ်အပြင်ဘေးမှာအစားဒီလိုအကန့်ချိန်နဲ့လာမယ်10လုံးလား9လုံးလား3လုံးလား1လုံးလားအစင်ပြေတယ်လို့ကြိုက်တယ်လို့ယူကျမပေးထားပြမှာနော်ဒီမှာကြည့်ပြီးရင်ဒီမှာကြည့်ဒီလိုမျိုးလာမယ်နော်ဒီလိုမျိုးလာမယ်ပြီးရင်ဒီအကန့်အစားဒီလိုဘေးကိုထွက်နေရနော်ကတ်ပြီးတော့ချုပ်ထားတာဟာမဟုတ်ဘူးဒီမှာဇက်ကောင်းတွေအစားလုံးဝရှယ်ကြီးတွေပြီးရင်နောက်တစ်ခုကကြတော့ပြီးရင်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီဇက်တွေအစား Raven ကြိုက်တယ်လို့ခေါ်ပါနော်ကိုကြိုက်တယ်လို့ခေါ်ပါပြီးရင်ဒီကြိုးကြီးတွေဟောဒီကြိုးကြီးတွေကစားဟောဒီလိုမျိုးတိုင်းပေးထားတာဟုတ်ပြီနော်ဒီတိုင်းပေးထားတယ်ပြီးရင်နောက်တစ်ခုကကြတော့ဒီနေရာတွေမှာအဲ့ဒီကြိုးကြီးတွေဒီအောက်ကနေပတ်ပေးထားတာဟောဒီမှာကြိုးကဒီမှာအမလေးဖန်တာသွားတော့နော်ဖန်ခီးထွက်ကြမယ်ဟုတ်လားဒါမျိုးမှလောက်မှာဟုတ်လားဒါမျိုးနဲ့ဟုတ်ပြီနော်အဲ့လိုစနေလာမယ်အတွင်းထဲမှာလေကျမတို့လဲတာတစ်ထပ်ကပ်ပေးထားသေးတယ်ဒါမျိုးโอเคပြီးရင်မပြီးသေးဘူးဒီမဲ့ကြည့်ဒါမျိုးလာမယ်ဒီမဲ့ဒါဆိုဒီလိုစနေလာမယ်ဂျင်းသားတော့ဂျင်းသားဆိုမှဂျင်းသားအစ်စ်အဲ့ဒါကိုမှကျတို့ဒီမဲ့ကြည့်လွယ်တဲ့ကျိုးပေါင်းမကျိုးပြားကြီးတွေဆိုအထူအကြီးတွေအထူအကျစ်အကြီးတွေပေါ့နော်ဒီမှာလွယ်တဲ့ကျိုးပြီးရင်လက်ကဒီမှာလက်ဆွဲမယ်ဟုတ်ပြီနော်အထူအကျစ်အကြီးတွေဒီအိတ်ကြီးဆိုနှစ်ပုံလုံးအရန်လာတယ်ကျွန်မနှစ်ပုံလုံးထည့်ပြီးမှာဟုတ်ပြီနော်အဲ့တော့1လုံးလား3လုံးလား5လုံးလား10လုံးလားအစင်ပြေတယ်လို့ယူတက်တယ်လို့ယူသူအရောင်လေးကိုဆက်ပြပေးမှာယူအော်ပါကင်းလေးကျွန်မပြမယ်ကျွန်မနောက်မှာထည့်ထားတယ်ဒီမှာဒီလာပြီနောက်ဒီမှာကြည့်ဒီလိုအစည်းလိုက်တွေလာတာဒီလိုအစည်းလိုက်တွေကျွန်မမှလည်းနည်းနည်းလေးရွှေ့ပြမယ်ခဏနည်းနည်းလေးရွှေ့လိုက်တော့ဘယ်နှမှာဒီနောက်မှာနောက်ဒီနောက်မှာမြင်အောင်ဒီဒီမှာပြီးအရှိန်မာလေးနောက်တော့ကျွန်မ stock အပြည့်ပြည့်ပြီးပေးရအဲ့ဒါမှမလောက်ရင်စိတ်စုံနဲ့ခွက်လို့ဟုတ်ပြီနော်ဒီမဲ့ဒီတိုင်းဆိုခုခီးသွားရဆိုအခုဆိုရွှေ့ရင်ဖန်တာသွားတော့နော်အဲ့လိုမျိုးတွေအဲ့တော့ငါသားလေးနော်နင်ကအဲ့ကဲတော့ရမ်းတွေ့တယ်နော်အဲ့တော့မှဒီနေ့ဆိုရင်5နံပါတ်39936966တဲ့3995396988ဆိုရဲလာရကွယ်အရက်ကွာတည်းကောင်းတယ်နော်ပြောပြီးသားဟဲ့ပြောမယ်လက်ရှိကလာမှာ9000မကလို့ဘယ်လောက်ကြီးပဲဖြစ်ဖြစ်9000ပတ်ချာလေးမရှိကိုရှိတယ်ဒါမဲ့ထားဒါဒီကျွန်မတော့တာမဟုတ်ဘူးပြောပြရနော်အဲ့တော့မှဒီနေ့ဆိုရင်5နံပါတ်ဒီမှာလာမှနိုင်ပါတယ်5နံပါတ်ပြန်ပြောမယ်39953966တဲ့3995396988ဆိုရဲ5နံပါတ်ဒီမှာလာမှနိုင်ပါတယ်တော့မဟုတ် TikTok profile မှာတင်ထားတဲ့ Kiss and Fabrics ဆိုရဲ follow 1.2 million ရှိတဲ့ page မှာစညာနေတယ်လာရောက်မှနိုင်ပါတယ်ရှင်နောက်ကိုမလေးတို့ရောက်ယူမယ်ပြော